ဆိုင်ကယ်ရဲ့တုံးမှာဦးလေးဖြစ်သူကအမားလေးတစ်ခုလှုပ်လိုက်မိပါတယ်ပပူရဲ့အသစ်ဆက်ကားလေးမှာချစ်ရလေးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဦးလေးကတော့လုံးဝသတိမထားမိခဲ့ပါဘူးမနေ့ရောက်တော့ပပူကဒါကိုမြင်သွားတဲ့အခါဦးလေးကိုဆိုင်ကယ်ကိုတေချာရက်ဖို့ပြောပါတယ်အဲ့ဒီစကားကိုကြားတော့ဦးလေးကဒေါသထွက်သွားပါတယ်ဒီကားရက်တဲ့နေရာကငါနေရာငါအိမ်ရှိမှရှိတာငါဒီအိမ်မှာနေလာတာ10နှစ်ရှိပြီလို့ဦးလေးကပြောပါတယ်ပပူကရုံးသွားရမှာဖြစ်တဲ့အတွက်ဦးလေးနဲ့ဆက်ပြီးမငင်းတော့ပဲရုံးကိုထွက်သွားပါတယ်ဒါပေမဲ့မနက်ကရန်ဖြစ်ခဲ့တာကြောင့်ဦးလေးကသူ့ဆိုင်ကယ်ကိုကားရက်နားတဲ့နေရာအလဲလေးတဲ့မှာတွားရက်လိုက်ပါတယ်ပပူကကားရက်เสียနေရာမရှိတာကိုမြင်တော့ဦးလေးရဲ့ဆိုင်ကယ်ကိုဘေးဖက်ရွှေ့လိုက်ပါတယ်ဒါပေမဲ့လေပြင်းတိုက်လို့ဦးလေးရဲ့ဆိုင်ကယ်လဲကျသွားပါတယ်မနေ့ရောက်တော့ဦးလေးကဒါကိုမြင်တာနဲ့တန်းတန်းမတ်မတ်ပပူစီသွားပြီးရန်ပြန်ရှာပါတော့တယ်စကားများရာကနေရန်ပွဲကပိုကြီးလာတဲ့အတွက်အိမ်ပိုင်ရှင်ကသူတို့နှစ်ယောက်ကြားဝင်ရှင်းပေးရပါတယ်အိမ်ပိုင်ရှင်ကပပူမှာကားရှိရဲ့အတွက်ကားရက်နားတဲ့နေရာမှာကားကိုပဲရက်မှာပေါ့မင်းမာကဆိုင်ကယ်ရှိတာဘေးနားမှာလည်းရက်လို့ရပါတယ်လို့ပြောပါတယ်မနေ့ရောက်တော့ဦးလေးကဆိုင်ကယ်ထုတ်ဖို့နေရာမရှိတာကိုမြင်တော့ပပူစီကိုသွားပါတယ်ဒါပေမဲ့ပပူကထမင်းစားနေတာကြောင့်ဦးလေးကိုခဏဆောင်ခိုင်းလိုက်ပါတယ်ဒေါသထွက်နေတဲ့ဦးလေးကအဲ့နေရာကနေရုံးကိုလမ်းလျှောက်ပြီးထွက်သွားပါတော့တယ်